ကျွန်တော်ဒီနေ့မှာတော့ Habitat Mahiro ကိုရောက်နေတာဖြစ်ပါတယ်ဗျဒီအိမ်ယာဝင်းထဲမှာပါလာကကျွန်တော်တို့29လုံးပဲပါတယ်အဲ့29လုံးမှာကျွန်တော်တို့ကလက်ရှိ17လုံးစောက်ပြီးသွားပြီအဲ့17လုံးမှာ9လုံးရောက်ထွက်သွားတယ်မနေ့ညတော့ကကျွန်တော်တို့ဒီ exclusive ပွဲမှာနေမယ်အဲ့တော့မနေ့ညတော့ကဒီလာကြည့်တဲ့ client တွေလည်းရှိရဲပွဲမှာပွဲတက်ရင်လည်းအဲ့ပွဲတက်တဲ့ client တွေကပဲဒီနေ့မနက်မှာတစ်လုံးထပ်ဝယ်သွားတယ်အဲ့တော့ total မှာကျွန်တော်17လုံးမှာ3လုံးပဲကျန်တော့တယ်အဲ့3လုံးမှာတစ်လုံးကကျွန်တော် stay gallery အနေနဲ့ထားမှာအဲ့တော့2လုံးပဲရောက်တော့မှာအဲ့နှလုံးကကျွန်တော်တို့အလက်ဆိုင်နဲ့အသေးဆိုင်ဖြစ်တယ်အခုမြင်ရတာဒီဘက်ကဆိုရင်ကျွန်တော်တို့ကအသေးဆိုင်လေးဒါအလယ်ကဆိုရင်အလက်ဆိုင်ဒီနောက်ကဆိုရင်တော့အကြီးဆိုင်ပေါ့ဒါတော့အကြီးဆုံး size ဒါကကျွန်တော်တို့ရောင်းထွက်သွားပြီကျွန်တော်မြန်မာ client တယောက်ဝယ်သွားတာကျွန်တော်အလက်နဲ့အသေးနဲ့ဆိုတိတ်တော့မကွာဘူးကျွန်တော်ကတော့အသေးလေးကိုသဘောကျတယ်မိသားစုနေတယ်ဆိုရင်တော့အသေးလေးကိုရွေးဖို့ကျွန်တော် suggest ပေးနေတယ်အကြီးဆုံး size ကတော့မိသားစုများတယ်ဆိုရင်အကြီးဆုံး size လေးပေါ့တစ်လုံးနဲ့တစ်လုံးရဲ့ဈေးကလည်းတိတ်မကွာဘူးကျွန်တော်တို့ဘတ်3တန်း4တန်းဝန်းကျင်လောက်ပဲကွာမယ်အသေးဆုံးလေးရဲ့ဈေးကြတော့ကျွန်တော်တို့က21တန်းအစတယ်ဒီကျွန်တော်တို့အလက်ဆိုင်ရဲ့ဈေးကြတော့ကျွန်တော်တို့က24တန်းနဲ့25တန်းကြားလောက်ကသွားတယ်အကြီးဆုံး size ကတော့သူ့ရဲ့ညီကျယ်ပေါ်မူတည်ပြီးတော့28တန်းကနေတန်း30အထိသွားတယ်ဗျဒါကတော့ကျွန်တော် dining table လေးပေါ့ပြီးသွားရင်ဒီဘက်မှာ kitchen room ရှိတယ်ပြီးရင်ကားပါကင်းကနေပြီးတော့ကျွန်တော်ကဒီဘက်ဒီကနေပြီးတော့တစ်ခါတည်းဝင်လာလို့ရတယ်ကားပေါ်ကဆင်းပြီးတော့ဒီ project မှာကျွန်တော်တို့ကဒီ open kitchen လဲလုပ်ပြီးထားပြီးရဲ့အပြင်မှာဒီကျွန်တော်တို့ဒီအပေါ်ကိုတက်လာပြီဆိုရင်ပေါ့မြင်ရမှာတော့ကျွန်တော်တို့ဒီ master bedroom တစ်ခန်းပေါ့ဒါကကျွန်တော်တို့ master bedroom တစ်ခန်းပုံဝင်ရင်းမှာပဲရှိရဲ့ဒီအပေါ်ကိုတက်လာတယ်ပြီးသွားရင်ဒီမှာဒီအဆောင်ရဲ့ဒီပေါ့လေတန့်စင်စနစ်တမှာတက်ပေးထားတယ်ကျွန်တော်ကဒီမှာရှိတဲ့ဒီကျွန်တော်ဒီလေပေါ့အပြင်လေနဲ့ဒီအတွင်းလေကိုကျွန်တော်က play ပေးရဲ့ system ဒီဖုန်းပါလေးဒီစစ်ထုတ်ပေးရဲ့ system ပါတယ်ပြင်ဒါကတော့ multi purpose room ပေါ့ master bedroom လို့လည်းသုံးလို့ရတယ် multi purpose room ရုံးခန်းတို့ဘာလို့သုံးလို့ရတယ်ချက်ကြီးမအောင်ဗျကျွန်တော်မြန်မာတွေအတွက်ဆိုရင်တော့ဒါဖျားခန်းမှာလုပ်လို့ရတယ်ဒါကတော့နောက်ထပ် master bedroom တစ်ခန်းဒီမှာတော့ master bedroom အကြီးဆုံးခန်းကျွန်တော် runner ရှိမယ်ဒီအိမ်ခန်းမှာဆိုရင်ကျွန်တော်ကဒါဝင်ချင်းမှာ living room ပြီးသွားရင် dining table နဲ့ကျွန်တော်တို့ master bedroom တစ်ခန်းဒါကတော့ကျွန်တော်တို့ mini bar ကောင်းတာလေးပေါ့ပြီးရင်ဒီဘက်မှာကျွန်တော် kitchen ရှိတယ်လိုက်ကြည့်ပါဦးဗျပြီးတော့မှကျွန်တော်တို့ master bedroom ကိုအထည့်လိုက်ပြမယ်ကားပါကီကနေဝင်လာတဲ့အချိန်မှာဒါလည်းအိမ်ထဲကို kitchen ကိုတစ်ခါလေးဝင်ရတယ်ပြီးသွားရင်ဒီမှာဧည့်သည်တွေပါသုံးဖို့တက်ကရေချိုးခိုင်းနေတာထားပြီးတယ်ပြင်ဒါကတော့ကျွန်တော် kitchen ပေါ့အပြင်ဘက်မှာဆိုရင်ကျွန်တော်တို့က open kitchen လုပ်လို့ရတယ်ဒါလေးကဒါကတော့ကျွန်တော်ဥဒါတော့လိုက်ပြမယ်ဆိုရင် master bedroom ကြီးဒါကတော့သူတို့ကတော့ decoration လောက်ထားလို့ပေါ့အဲ့အရာတွေထားလို့ရမယ်ဗီဒီယိုတွေပါထားလို့ရမယ်ဒီမှာတော့ရေချိုးခိုင်းနေတာကျွန်တော်တို့ဒီလေကားပေါ်တက်လာတယ် living space နှစ်ခုပါတယ်အောက်မှာ living space တစ်ခုအပေါ်မှာ border မှာကျွန်တော် living space တစ်ခုပြီးတော့ရင်အိမ်ခန်းလေးကအောက်မှာတစ်ခန်းအပေါ်မှာ3ခန်းအကောင်လုံးက master bedroom လေးကြီးပဲပြီးရင်ဒါကတော့ကျွန်တော်တို့လေတန့်စင်ပြီးတဲ့စနစ်အိမ်တိုင်းမှာပါတယ်ဒါကတော့ပေါ့တကြောင် Habitat Mahiro ရဲ့ဒီရေကူးကန်လေးဖြစ်ပါတယ်ဗျဒါကတော့ကျွန်တော်အခုလက်ရှိဂျင်ကိုသွားနေတာပေါ့ဂျင်ကကျွန်တော်တို့ဒီ glass house ကအပေါ်တက်မှာရှိရယ်ဒီ project ရဲ့အိမ်ယာကိုဒီ Osering ရဲ့ရည်ရွယ်ချက်ကလူနည်းစုနဲ့ luxury အိမ်ယာလေးကိုခေါ်ဆောင်နေတာအဲ့တော့လည်းကျွန်တော်တို့ကဒီ project မဆောက်ရသေးဘူးမှာတစ်ချိန်မှာကျွန်တော်တို့ Habitat Mahiro ဆိုတဲ့ community model တစ်ခုကို Osering ကစဆောက်တယ်ပြီးတော့မှဒီအိမ်အောင်ဝင်ဆောက်တာဘာမှမလိုအောင်လို့သူတို့ပြောချင်တာကတော့ဒီ legacy ပေါ့အမွေနှစ်ကိုပုံစံကိုသူကဒီရီငုံနေတာဗျပြီးတော့ဒီ Thailand လောင်းစေးဗီဇာနဲ့သူကဒါ link လုပ်ထားပြီးတော့ဒီအိမ်အောင်ဝယ်တာနဲ့ကျွန်တော်တို့ဗီဇာလိုချင်တဲ့သူတွေဆိုလည်းရအောင်ပဲဗျ